ပေးမှာပါမြန်မာနိုင်ငံမှာမွေးတဲ့တရုတ်ကလေးလေးတွေအတွက် travel document ဒါမှမဟုတ်ရင် passport ပေါ့နော်အဲ့ဒီဟာအကြောင်းလေးပြပြပေးစီပါတယ်ဒါကကြတော့မြန်မာနိုင်ငံမှာမွေးတဲ့ဒီတရုတ်ကလေးလေးတွေပေါ့နော်အဖေကတရုတ်လူမျိုးအမေကဗမာလူမျိုးသူတို့တွေကဒီမြန်မာနိုင်ငံမှာမွေးတဲ့အဲ့လိုကလေးလေးတွေဆိုရင်ဘာလို့ရမလဲဆိုလို့ရှိရင် travel document ဒါမှမဟုတ်ရင် passport လို့ရ travel document လုပ်မယ်ဆိုလို့ရှိရင်တော့ကြာချိန်ကတစ်ပတ်ဝန်းကျင်လောက်ကြာပါမယ်passport လုပ်မယ်ဆိုလို့ရှိရင်တော့ကြာချိန်ကကြတော့တစ်လဝန်းကျင်လောက်တော့ကြာပါတယ်လိုအပ်တဲ့ချက်လက်လေးတွေကကြတော့အဖေမေရဲ့မှတ်ပုံနဲ့အိမ်အောင်စု passport ရဲ့ပြီးတော့လို့ရှိရင်ကလေးကိုဝင်မဆောင်ခင်မှာအဖေကမြန်မာနိုင်ငံကိုလာထားဘူးတယ်ဆိုတဲ့ဒီပြည်ဝင်ခွင့်တစ်စိတ်တုံးလေးတွေပေါ့နော် passport စာအုပ်ကတစ်စိတ်တုံးလေးတွေလိုမယ်ပြီးတော့လို့ရှိရင်ကလေးမွေးဖွားတဲ့အချိန်မှာကလေးပြည်မြန်မာနိုင်ငံမှာရှိထားတဲ့အချက်လက်တွေပေါ့နော်အဲ့ဒါလေးတွေလိုမယ်အဲ့ဒါလေးတွေရှိတယ်ဆိုတာနဲ့ဒီလို travel document ဒါမှမဟုတ်လို့ရှိရင် passport ရှောက်လို့ရပါတယ်passport ရှောက်မယ်ဆိုရင်ကတော့တရုတ်ပြည်ဘက်မှာတခါတည်း passport ရှောက်ပြီးတော့ဒီတရုတ်ပြည်ရဲ့အိမ်အောင်စုတွေကိုအဖေရဲ့အိမ်အောင်စုတွေကိုတခါတည်းထည့်လို့ရပြီဒါမဲ့ travel document လုပ်တယ်ဆိုလို့ရှိရင်တော့တရုတ်ပြည်ဘက်ကိုရောက်လို့ရှိရင် passport ပြန်လုပ်ပေးဖို့လိုပါတယ်နော် bye bye